အားလုံးကိုမင်္ဂလာပါလို့ကြိုဆိုပါတယ်လို့ကျွန်တော်တို့ New One တင်တော်ရဲ့ကုညီရဗုဒ္ဓနေ့ညနေစာစီစဉ်တိုင်းအားလုံးကိုကြိုဆိုပါတယ်ဒီနေ့သူတို့ကကျွန်တော်ဆင်ခြင်ရမယ့်နှုတ်ကပတ်တော်လေးကတော့သမဏောဝတ္ထုခန်းကြီး73အငယ်20နှစ်ဣတိလရှင်ဘုရင်အရာ၌ဒါဝိကိုချီးမြှောက်တော်မူ၏ထိုသူအားတသက်ခံတော်မူလျက်စိတ်နှလုံး၌ညီညွတ်သည်ဖြစ်၍ငါအလိုပြည့်စုံစေမည်သူယေရှဲဤသားဒါဝိကိုငါတွေးပြီးဟုမိန့်တော်မူ၏ဒီနှုတ်ကပတ်တော်လေးမှာပေါ်ပြတာနော်ထာဝရဘုရားသခင်ရဲ့စိတ်နှလုံးညီညွတ်တော်သူဘုရားသခင်နှစ်သက်တော်နှလုံးသားရှိတော်သူကိုဘုရားကရှာတယ်ဘုရားကတွေ့တယ်လို့ပေါ်ပြတာဖြစ်တယ်ပေါ့နော်ဒီနေ့ကျွန်တော်ဝင်ငါမဲ့ခေါင်းစဉ်လေးကဘုရားသခင်နှစ်သက်တော်နှလုံးသားဆိုတဲ့ခေါင်းစဉ်လေးနဲ့ဝင်ငါချင်ပါတယ်လို့ဘုရားသခင်နှစ်သက်တော်နှလုံးသားရှိတဲ့သူကိုဘုရားကရှာတာဖြစ်တယ်စိတ်နှလုံးချတော်နှလုံးသားနာခံနာထောင်သက်တော်နှလုံးသားစိတ်နှလုံးကြေမွစွာနဲ့ဘုရားရဲ့ပေါ့နော်နောင်တရခြင်းသူဘုရားခင်ပြန်လဲတဲ့နှလုံးသားကိုဘုရားကနှစ်သက်တာဖြစ်တယ်ဆိုတာတွေ့ရတယ်ပေါ့နော်ထိုကဲ့သို့နှလုံးသားရှိတဲ့လူကိုဣတိလရှင်ဘုရင်ရာမှာဘုရားကချီးမြှောက်ခြင်းတာဖြစ်တယ်ထိုကဲ့သို့ရှာတဲ့အခါမှာဘုရားကတကယ်ပဲဘုရားနှစ်သက်တော်နှလုံးသားရှိတဲ့သူကိုဘုရားကရှာတဲ့အခါမှာနန်းတော်ထဲမှာရှာတဲ့အခါမှာလည်းဘုရားကမတွေ့ခဲ့ဘူးဖြစ်တယ်ဒီဣတိလလူမျိုးမြောက်များစွာထဲမှာဘုရားကရှာတဲ့အခါမှာဒါဝိကလေးကိုဘုရားကတွေ့သွားတာရဲ့ဆိုတာတွေ့ရတယ်ပေါ့နော်တော်ထဲမှာတိုးကြောင်းနေတဲ့ဒါဝိကိုဘုရားကတွေ့တဲ့အခါမှာပေါ့နော်တကယ်ပဲဘုရားရဲ့နှစ်သက်တော်နှလုံးသားရှိတဲ့သူတယောက်ဖြစ်တယ်ဆိုတာတွေ့ရတယ်ပေါ့စိတ်နှလုံးသားကိုကြည်မှာဘုရားကရွေးချယ်တယ်ဘုရားကလှုပ်ဆောင်တယ်ဆိုတာတွေ့ရတယ် prophet ကြီးကတော့ပေါ့နော်ဘုရားရွေးချယ်တဲ့လူကပေါ့နော်တကယ်ဘုရားရဲ့စိတ်နှလုံးသားဘုရားရဲ့နှစ်သက်တော်နှလုံးသားရှိတဲ့သူကိုဘုရားရွေးချယ်တော့ဆိုဘုရားနှစ်သက်တော်နှလုံးသားရှိတဲ့လူမလားမချင်းထိုပေါ့နော်ပွဲကကျင်းပလို့မရဘူးဖြစ်တယ်ထိုဘုရားရဲ့နှစ်သက်တော်နှလုံးသားရှိတဲ့လူကိုဘုရားကစောင့်မျှော်နေတယ်ဆိုတာတွေ့ရပါတော့ဒါဝိလေးရဲ့သက်တာမှာပေါ့နော်သူ့ရဲ့သက်တာမှာတကယ်ဘုရားရဲ့နှစ်သက်တော်နှလုံးသားရှိတဲ့ကောင်ဘုရားကဘယင်ရာနဲ့ချီးမြှောက်ပြန်တကယ် prophet ကြီးရဲ့ပေါ့နော်ဗိတ်သိက်ပေးခြင်းခံရတယ်ဆိုတာတွေ့ရတယ်ပေါ့နော်ဒီလိုပဲကျွန်တော်သက်တာတည်တည်ပါနော်ဘုရားရဲ့နှစ်သက်တော်နှလုံးသားရှိဖို့ဘုရားကကျွန်တော်သက်တာတည်တည်ကိုလိုက်ရှာနေတယ်ဘုရားရဲ့နှစ်သက်တော်နှလုံးသားနဲ့ပေါ့နော်ဘုရားကအမှုပြုဖို့ပေါ့ဒီကျွန်တော်တို့ရဲ့နိုင်ငံကျွန်တော်တို့ရဲ့လူမျိုးကျွန်တော်တို့တိုင်းပြည်မှာဘုရားကမှုပြုဖို့ဘုရားချီးမြှောက်ဖို့ဘုရားကတကယ်ပဲဘုရားရဲ့ကြီးစွာသောမှုကိုဘုရားကလိုက်ရှာနေတာဖြစ်တယ်ဒါဝိကိုရှင်ဘုရင်အရာမှာပေါ့ဘုရားနှစ်သက်တော်နှလုံးသားရှိတဲ့ဒါဝိကိုရှင်ဘုရင်အရာမှာချီးမြှောက်တကယ်တော့ကျွန်တော်တို့ကိုလည်းဘုရားကချီးမြှောက်ဖို့ရဘုရားနှစ်သက်တော်နှလုံးသားရှိသောသက်တာတည်တည်ကိုဘုရားကလိုက်ရှာနေတယ်ဆိုတော့သူရတကယ်ဘုရားရဲ့နှလုံးသားဘုရားရဲ့နှစ်သက်တော်နှလုံးသားရှိဖို့ကျွန်တော်သက်တာတည်တည်ကျွန်တော်နှလုံးသားတည်ပြင်ဆင်ဖို့လိုတယ်ကျွန်တော်တို့ရဲ့မကောင်းတဲ့နှလုံးသားတွေကျွန်တော်တို့ရဲ့အကျင့်ဗီဇမကောင်းတဲ့နှလုံးသားတွေဖယ်ရှားပြီးခရစ်တော်အားဖြင့်ဘုရားသခင်နှစ်သက်တော်နှလုံးသားပိုင်ရှင်များဖြစ်ပြီးဘုရားချီးမြှောက်တော်သူအရောက်စီတိုင်းဖြစ်ဖို့ရောက်စီတိုင်းကိုနှုတ်ကပတ်တော်အဖြစ်အငယ်ခွန်အားပေးချင်ပါတယ်လို့ရောက်စီတိုင်းပေါ်မှာဘုရားရှင်ထူကောင်းပေးပါစေ